daily life မှာပြောနေကြဖြစ်တယ်ဒီပစ္စည်းလေးဘယ်လောက်ပေးရလဲလို့မေးလို့ရှိရင်ကိုက69ကျပ်လောက်ရှိပစ္စည်းလေးဆိုလို့ရှိရင်တော့ဒီပစ္စည်းလေးက1000လောက်ရှိတယ်ပေါ့ဒီမှာမို့လို့ရှိရင်လည်း4950ကျပ်ရှိတဲ့ပစ္စည်းလေးကို9000လောက်တော့ရှိရဲဆိုပြီးတော့ comment တွေအဖြစ်စသည်အဖြစ်ပေါ့နော် comment တွေအဖြစ်ပြောတဲ့အရာလေးကိုသင်ချပါတာရဲမှာဆိုလို့ရှိရင်တော့ rounding လုပ်တယ်လို့ခေါ်ပါတယ်အဲ့တော့ rounding ဘယ်လိုလုပ်ရလဲဆိုတော့သိချင်တယ်ဆိုလို့ရှိရင် video လေးကိုအဆုံးထိကြည့်ဖို့အတွက်မမေ့နဲ့နော်အားလုံးမင်္ဂလာပါ Accurate မြန်မာပိုင်းဒီချက်လေးပါ rounding ကိုလေးလာရမယ်ဆိုလို့ရှိရင်မရှိမဖြစ်သိထားတဲ့ riddle လေးတစ်ခုရှိပါတယ်အဲ့ဒါလေးကတော့ for or less let is red for or more raise the score လို့ခေါ်ပါတယ်အဲ့တော့ပြောပြမယ်ဆိုလို့ရှိရင်တစ်ကနေပြီးတော့၄ထိကိုတော့ဒီတိုင်းထားပြီးတော့၅ထပ်ပုံနေတဲ့ game တွေဆိုလို့ရှိရင်တော့ကျွန်တော်တို့က score လေးတွေကိုတစ်တိုးပေးရမှာဖြစ်ပါတယ်အဲ့တော့ဘယ်သူတွေကိုတစ်တိုးပေးရမှာလဲဆိုလို့ရှိရင်တော့ target တွေကိုတစ်တိုးပေးရမှာပါအဲ့တော့အဲ့ target ကိုဘယ်လိုရှောင်လဲဆိုလို့ရှိရင်အခုပြမယ် example လေးကိုချက်ကြည့်ကြည့်မယ်နော် rounding junior rest တန်းမှာဆိုလို့ရှိရင်ကျတို့က10ကို rounding လုပ်ပါလို့ပြောတယ်10ဆိုတာကကိန်းကနန်း10မဟုတ်ဘဲနဲ့10နေရာကိုပြောတာပါတင်ချာမှာဆိုလို့ရှိရင်ခု10ရာဆိုပြီးတော့ရှိပါတယ်ခု10ရာဆိုတဲ့10နေရာကိုပြောတာပါ10နေရာကိုပြောတာပါအဲ့တော့ 44မှာဆိုလို့ရှိရင်ခု10ဆိုတော့ဒီ10နေရာလေးပါကိုလိုစင်တဲ့10နေရာလေးကိုတွေ့ပြီဆိုလို့ရှိရင် target ကလေးကိုတွေ့လို့ရှိရင်ကျတို့ partition လေးခွဲလိုက်မယ် partition ခွဲပြီးလို့ရှိရင်ပြီးတော့ရင်သူ့ရဲ့ riddle လေးကိုဆိုကြည့်မယ်တစ်ကနေ4ဆိုဒီတိုင်းထားဆိုတော့ဒီ target ကိုဘာမှပြောင်းလဲကြမလို့တော့ဒီ target လေးက4အဲ့တော့ partition နောက်မှာတနေရာရှိလို့ရှိရင်0တစ်လုံးထည့်ပါမယ်သူ့အတွက်လည်းထုံနည်း၎င်းမယ်အဲ့တော့65မှာခု10 target တွေ့ရင် partition ခွဲနောက်ကကောင်လေးက9ထက်များတယ်9ထက်များတဲ့အတွက်ကြောင့်မလို့သူ့ကိုတစ်တိုးပေးရပါမယ်သူက7ဖြစ်သွားတယ်အဲ့တော့ဒီမှာကတနေရာရှိတော့0ဖြစ်သွားတယ်နောက်ထပ် example လေးတစ်ခုကိုကြည့်မယ်ဆိုရင်ခု10ရာအဲ့တော့10ကနန်း target တွေ့ရင် partition လေးခွဲလိုက်တယ် partition ခွဲပြီးတော့နောက်က riddle လေးနဲ့ညီမယ်ဆိုလို့ရှိရင်နောက်ကကောင်က9ထက်များတဲ့အတွက်ကြောင့်မို့လို့သူ့ကိုတစ်တိုးပေးရပါမယ် +1 ပေါက်ပေးလိုက်မယ်အဲ့တော့ခွန်9နောက်မှာတနေရာရှိတော့0လို့ခေါ်ပါတယ်0ဖြစ်သွားပါတော့rounding to nearest 10ကိုရမယ်ဆိုလို့ရှိရင် rounding to nearest 100ကိုလည်းရတော့မှာပါဒီထားတယ်ဒီမှာဆိုလို့ရှိရင်သူက nearest 100လို့ပြောထားတယ်အဲ့ဆိုရှင်ရာခိုင်နှုန်းကိုကျွန်တော် rounding လုပ်ပေးရမှာပါရာခိုင်နှုန်းဆိုလို့ရှိရင်ခု10ရာဆိုတော့ဒီကောင်လေးပေါ့ကျွန်တော်တို့စနေ target လေးတွေ့ပြီဆိုရှင် partition လေးခွဲမယ်သူ့ရဲ့နောက်ကကောင်လေးကိုကျွန်တော်တို့က riddle လေးဆိုကြည့်မယ်တစ်ကနေ4ဆိုဒီတိုင်းထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှိတဲ့ target ကလေးကိုဒီတိုင်းပဲထားလိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ target ဖြတ်ထားတဲ့နောက်မှာရှိနေတဲ့နေရာဒီ2နေရာစာရှိတဲ့ကြောင့်မလို့ကျွန်တော်တို့က0နှလုံးလေးထည့်ပေးလိုက်ပါတယ်နောက်ထပ် example တစ်ခုအနေနဲ့ဆိုလို့ရှိရင် rounding to nearest 1000လို့ပေးထားတယ်ဒီမှာကျကျွန်တော်တို့1000ဆိုတာက1000တန်းကိုကျွန်တော် rounding လုပ်ခိုင်းတာပါ1000တန်းကို rounding လုပ်မယ်ဆိုလို့ရှိရင်ခု10ရာ1000ဆိုတဲ့ဒီ target လေးကကျွန်တော်တို့1000ပဲနန်းလေးပါအဲ့တော့ကျဲလို့စင် target တွေ့ပြီဆိုလို့ရှိရင် partition လေးခွဲလိုက်မယ်ခွဲပြီးတော့တဲ့ခါကျလို့ရှိရင်သူ့ရဲ့နောက်ကို riddle လေးဆိုကြည့်မယ် riddle လေးဆိုကြည့်ပြီးတော့ဒါဒီ1 to 4ဆိုလို့ရှိရင်ဒီတိုင်းထားမယ်ဆိုတော့ကျွန်တော်တို့က2ကကြောင်းလည်းမရှိဘူးသူ့နောက်မှာရှိတဲ့နေရာဒီ3နေရာရှိတဲ့ကြောင့်မို့3နေရာလေး3လုံးထည့်ပေးလိုက်လို့ရှိရင် rounding to nearest 1000ကိုလည်းရသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီ example လေးကိုလုပ်တက်လိုက်မယ်လို့လည်းမျှော်လင့်ပါတယ်အခုပြောသွားတဲ့ video လေးကအကျိုးရှိရဆိုလို့ရှိရင် like and follow လေးလုပ်ဖို့အတွက်မမေ့နဲ့နော် see you next video